ကျုပ်တို့တွေအသေးချာမင်းမြုပ်ခဲ့တာပဲလေဟုတ်တယ်မလားဒီအခြေအနေထိရောက်နေပြီကျုပ်ခွင့်ပြပါနော်ခဲဦးရေကျမနဲ့ချစ်ကြရအောင်နော်တခါတော့ကရွာငလေးတရွာမှာချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ညီအကိုနှစ်ယောက်ရှိခဲ့တယ်ဗျအကိုဖြစ်သူကအသက်40ဝန်းကျင်လောက်ရှိပြီးစိုင်းပန်လို့ခေါ်ကြပါတယ်သူ့မှာသားသမီးတွေအများကြီးရှိပြီးသားအကြီးဆုံးကသူ့ညီနဲ့မတိတ်မရိမ့်လောက်ပါပဲစိုင်းပန်ရဲ့ညီနာမည်ကတော့စိုင်းလွမ်းလို့ခေါ်တယ်ဗျအသက်က18နှစ်ပြည့်ပြီးတော့ပါပြီသူတို့မှမိဘနှစ်ပါးစလုံးမရှိတော့တာကြောင့်စိုင်းပန်ကပဲအကိုကြီးအဖရှာလို့နေပေးခဲ့တယ်ဗျဒီလိုနဲ့တနေ့မှာစိုင်းလွမ်းကမိုင်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်မိုင်းရဲ့ပြိုင်ဆန်ရှားတဲ့အလှကုန်သတင်းကြောင့်ဒီနေ့တဝိုက်မှာသူ့ကိုမသိတဲ့သူမရှိသလောက်ပဲဗျအသားအရေဝင်းဝါဆိုဖြစ်ပြီးခန္ဓာကိုယ်အချို့အစားကအပြစ်ပြောစရာမရှိတော့အောင်ပြပြလွန်းလာပါတယ်သူမအောင်မြင်တဲ့သူတိုင်းကအကြည့်မခွာနိုင်လောက်အောင်တမင်လဲပြန်လှည့်ကြည့်ကြရတယ်ဗျမိုင်းကိုစိတ်ရိုက်နေကြတဲ့သူတွေထဲမှာသူ့ခဲအိုဖြစ်တဲ့စိုင်းပန်လည်းအပါအဝင်ပါပဲစိုင်းပန်ကခဲမဖြစ်သူကိုမြင်တာနဲ့မျက်စိတစုံငေးမောနေတတ်တယ်ဗျသူမအောင်မသိစိတ်ကနေပြစ်မှပြီးတိတ်တိတ်လေးရင်ခုန်နေခဲ့ပါတယ်စိုင်းပန်သူ့ရဲ့မယိုးသားတဲ့စိတ်ကိုဖုံးဖိထားခြင်းပေမဲ့လည်းမိုင်းကိုမြင်တာနဲ့သူ့မျက်နှာဘိုးကိုမတတ်နိုင်ခဲ့ပါဘူးခဲဦးဘာတွေလုပ်နေရလဲဟေးဘာမဟုတ်ပါဘူးဟိုဒီအတွေးလုံနေရပါဒါနဲ့ဘာကိစ္စရှိလို့လဲကွပစိတ်ကနားလောက်ငားကျင်လို့ပါတင်းနေနေပေါက်ချင်လို့ရှင်အေးရောက်ပစိတ်ကမနေ့ကကျိုးသွားလို့ရှင်ဩရတာပေါ့ခဏလေးစောင့်နော်အခုအိမ်ထဲမှာသွားယူပေးမယ်စိုင်းပန်ကအိမ်ထဲဝင်သွားပြီးခဏအကြာမှာပစိတ်ယူလာကမိုင်းကိုပြီးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခဲဦးပြီးရနဲ့ကျမချက်ချင်းပြန်လာပို့ပါမယ်အဲ့လိုပြောပြီးပြန်သွားခဲ့ပါတယ်စိုင်းပန်ကတော့သူမရဲ့နောက်ကျောအလှကိုတတ်မှတ်တဲ့စိတ်နဲ့ငေးကြည့်နေခဲ့တယ်ဗျရှင်နော်ဒီအသားဒီအရွယ်ပဲရောက်နေပြီရှင်မရှက်တတ်ဘူးလားရှင်ကောင်းတယ်ဘာတွေတွေးနေရလဲပြောစမ်းမိမရဲ့ငါဘာမှမလုပ်ရပါဘူးဟာဟိုခဲမလေးကိုပစိန်ငှပေးတာပဲလေငါချိန်ဆိုချိန်ရဲပါတယ်ငါမယ်မယိုးသားတဲ့စိတ်တွေမရှိပါဘူးဟာဒီမယ်ရှင်ကြီးကကျမကိုလိန်လို့မရပါဘူးရှင်ခင်မလေးကိုစိတ်နဲ့ပြစ်မှားနေရဆိုတာကျမသိတယ်ရက်တန်းကရက်နော်အရှက်မရှိရဲ့လူကြီးရဲ့သူ့လျှို့ဝှက်ချက်ကိုမိမဖြစ်သူကသိသွားတာကြောင့်စိုင်းပန်ရင်နဲ့ရှက်စိတ်ဝမ်းနဲ့စိတ်တွေပြည့်နှက်သွားခဲ့ပါတယ်တနေ့မှာတော့မိုင်းတယောက်ကျမ်းမာရေးမကောင်းလို့အိယာတဲလဲသွားခဲ့တယ်ဗျအိယာတဲလဲပြီးရပ်ပိုင်းလောက်မှာပဲမထင်မှတ်ပဲမိုင်းကတေးဆုံးသွားခဲ့ပါတယ်စိုင်းလွမ်းတယောက်အိမ်နောက်သက်ခဏလေးအတွင်းမှာပဲချစ်မဝသေးတဲ့သူ့ဇနီးမိုင်းကိုဆုံးရှုံးလိုက်ရတယ်ဗျစိုင်းလွမ်းယူမတန်နာကျင်ခံစားနေရရှာပါတယ်ရွာသူရွာသားတွေကတော့မိုင်းရဲ့နာရေးကိုသူတို့မျိုးနွယ်စုရဲ့ထုံနှံ့အစဉ်အလာအတိုင်းစီစဉ်ပေးခဲ့ကြတာပေါ့ဗျာအကိုဖြစ်သူစိုင်းပန်ကလည်းနာရေးအတူလူအပ်သမျှကိုအစွမ်းကိုစူးစမ်းကူညီပေးနေခဲ့ပါတယ်၃ရက်မြောက်နေ့အထိမိုင်းရဲ့ရုပ်အလောင်းကလူတွေနဲ့မတူပဲအကောင့်အတိုင်းရှိနေတုံးပဲဗျအနမ်းမထွက်ရုပ်မပြတ်သေးဘူးအသားအရည်အစားကြည်လင်နေတုံးပါပဲမွန်လွယ်ခြင်းလောက်ရောက်တော့သူမရဲ့ရုပ်အလောင်းကိုတောထဲမှာမြုပ်နှံဖို့ပြင်ဆင်ခဲ့ကြတယ်ဗျသူတို့လူမျိုးစုရဲ့အယူအရဇနီးရဲ့နာရေးကိုနှစ်ယောက်ကြားဖြစ်သူကလိုက်ပါပို့ဆောင်ခွင့်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့လင်မယားတန်ရောစဉ်မပြတ်နိုင်သေးရင်အသက်ရှင်ကျန်သူရဲ့ဝိညာဉ်ကတေလူနဲ့အတူလွင့်ပါသွားနိုင်တယ်လို့သူတို့ယုံကြည်ထားကြတာမို့လို့ပါပဲ။ဒါကြောင့်အကိုဖြစ်တဲ့စိုင်းပန်နဲ့ရွာသားအချို့ကစိုင်းလွမ်းကိုစားမိုင်းကိုမြုပ်နှံဖို့ကူညီပေးကြပါတယ်။တ
တော်ထဲမှာမိုင်းမိုင်ကိုမြုပ်နှံဖို့အတွက်ကျင်းကိုမနက်ကလေးကအစင်းသင့်တူးထားကြတယ်ဗျကျင်းတူးထားတဲ့နေရာကိုရောက်ထားတဲ့ရွာသားတွေကသူတို့ရိုးရာဓလေ့အရာစူတောင်းမြစ်တာပို့တာတွေလုပ်ပေးပြီးမိုင်းမိုင်ရဲ့ရုပ်အလောင်းကိုမြုပ်နှံလိုက်ကြပါတယ်ပဝန်းကျင်တစ်ခုလုံးလေတိုးတန်ကလွဲလို့ဘာအတမ်းမှမကြားရတဲ့အထိတိတ်ဆိတ်နေခဲ့တယ်ဗျစိုင်းပန်ကမိုင်းမိုင်ရဲ့မြေပုံကိုခဏစိုက်ကြည့်နေရင်စိတ်ထဲကနေပဲနှုတ်ဆက်လိုက်ပါတယ်ရွာအပြန်လမ်းတစ်ဝက်လောက်အရောက်မှာစိုင်းပန်တုံငနေရက်ခဲ့လိုက်တယ်ဗျအော်ဒီမှာခမရတို့အရင်ပြန်နေကြပါဗျာနော်ကျုပ်ဘိုင်းနဲ့အောင့်လာလို့တိုးတိုးလိုက်အောင်ပဲအဲ့လိုပြောပြီးစိုင်းပန်ခြုံနဲ့အမြန်ပြေးဝင်သွားလိုက်ပါတယ်ရွာသားတွေလည်းစိုင်းပန်ကိုမစောင့်တော့ပဲဆက်သွားလိုက်ကြတယ်ပေါ့ဗျာမင်းတို့ငါစေးတောင်တွေးမိကြသေးလားအဖိုးစေးတောင်ဖွာပြီးအလောင်းသားမှာချထားတာတော့တွေးမိသားပဲအဖိုးမေးခဲ့ပြီထင်တယ်အေးဟုတ်သားပဲကွာဒီစေးတောင်ငါသုံးလာတာနှစ်တည်းမနေတော့ရင်နဲ့တိတ်မကောင်းတော့ကွာဒီလိုလို့မင်းတို့ပြန်နဲ့ငါပြန်ယူပြီးတော့လိုက်လာခဲ့မယ်အာအဖိုးထွန်းရအချိန်လင့်နေပြီဗျနောက်ပြီးအလောင်းကအခုပဲမြေချပြီးတာကြောက်စရာကြီးဗျာမတော်ပါနဲ့တော့စေးတံအသစ်တစ်ခုပဲပြန်လုပ်လိုက်ပါလားဘာမှဖြစ်ပါဘူးကွယ်ငါမြေးလေးကိုအဖိုးခေါ်သွားလိုက်မယ်စိတ်မပူကြနဲ့အဖိုးထွန်းကစကားဆုံးတာနဲ့ဆက်ကြော်တဲ့အရွယ်သူ့မြေးလေးကိုခေါ်ပြီးအလောင်းမြုပ်နှံထားတဲ့နေရာကိုပြန်သွားခဲ့ပါတယ်မြေပုံနာရောက်ခါနီးမှာတော့အရှိရရှောက်နေတဲ့အဖိုးထွန်းရဲ့မြေးလေးကမြေကြီးကိုတူးဆွနေတဲ့အတန်လိုမျိုးကြားမိလို့စိတ်ထဲထူးဆန်းနေခဲ့တယ်ဗျအသေးအချာလှမ်းကြည့်လိုက်တော့လူတစ်ယောက်ကမိုင်းမိုင်ရဲ့မြေပုံကိုပေါတူးနဲ့ပြန်ဖော်နေတာကိုမြင်လိုက်ရပါတယ်တကောလုံးဇောချွေးတွေနဲ့ရွှဲရွှဲဆိုးနေပြီးစိတ်မလုံးမလဲနဲ့ဘေးပတ်ဝန်းကျင်ကိုလည်းလှမ်းကြည့်လိုက်သေးတယ်ဗျအဖိုးအမြန်ပုံးနေတော့လို့ပြောပြီးနှစ်ယောက်သားတစ်ပစ်တပင်းရဲ့နောက်ကိုဝင်ပုံးလိုက်ခါအလောင်းဖော်နေတဲ့သူကိုကရုံကရင်နဲ့ချောင်းကြည့်နေမိပါတယ်မြေးလေးအသေးချာကြည့်စမ်းမအောင်အလောင်းပြန်ဖော်နေတာဘာလို့လဲမြေးဖြစ်သူကခဏလောက်တေးချောင်းအောင်ကြည့်နေခဲ့တယ်ဗျအဖိုးကြီးအဲ့အလောင်းဖော်နေတဲ့သူကဦးဆိုင်လွှမ်းရဲ့အကိုဦးဆိုင်ပိုင်ကြီးဗျဟေး तू ကဘာကြောင့်ဒီလိုလုပ်ရတာတော့ဒါမှမဟုတ်အရေးကြီးတဲ့ပစ္စည်းတစ်ခုခုများမိုင်းမိုင်နဲ့အတူတူမြုပ်ထားမိလို့လားဖြစ်နိုင်တဲ့အဖိုးကြီးလူတွေကိုမသိစေချင်တဲ့တန်မိုးရှိတဲ့ပစ္စည်းတစ်ခုခုကြောင့်များလားအေးတိတ်တိတ်လေးနေငါမြေး तू ဘာဆက်လို့မလဲစောင့်ကြည့်အောင်စိုင်းပန်ကအခေါင်းကိုဖွင့်လိုက်ပြီးမိုင်းမိုင်ရဲ့ရုပ်အလောင်းကိုဆွဲထုတ်လိုက်ပါတယ်ဘေးပတ်ဝန်းကျင်မှာလူရှိမရှိလှမ်းကြည့်လိုက်ပြီးစိုင်းပန်ကချက်ချင်းပဲတော်ရုံလူစိတ်တော်မှကိုးဘူးတဲ့အရာတစ်ခုကိုလှုပ်ခဲ့လိုက်တယ်ဗျရမတ်တွေတောက်လောင်နေတဲ့အကြည့်နဲ့မိုင်းမိုင်ရဲ့အဝတ်တွေကိုချွတ်ဖို့ကြိုးစားနေရင်သူ့ရင်တွေတတုံတုံခုန်နေခဲ့ပါတယ်ဒီအခြေအနေထိရောက်နေပြီပဲငါ့ကိုခွင့်ပြုပါနော်အဲ့လိုပြောပြီးမိုင်းမိုင်ရဲ့ရုပ်အလောင်းကိုမဖွယ်မရာပြုတ်ကျင့်လိုက်ပါတယ်အဖိုးကြီး तू ဘာလုပ်နေရလဲဗျာတကယ်မဟုတ်ဘူးမလားငြိမ်ငြိမ်လေးနေလုံးဝမလုပ်နဲ့သူတို့မြေအဖိုးအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးအော်နှလုံးနားနေကြပါတယ်စိုင်းပန်ကတော့အသက်မှတ်နေတဲ့မိုင်းမိုင်ရဲ့ခန္ဓာကိုယ်ကိုမဖွယ်မရာပြုတ်ကျင့်ပြီးတဲ့နောက်ခြေရလက်ရမပြတ်အောင်အခေါင်းနဲ့ပြန်ထည့်လိုက်ပါတယ်အဲ့အချိန်မှာရုတ်တရက်လေးလေတန်းကြားလိုက်လို့စိုင်းပန်လန့်ဖြန့်ပြီးလှမ်းကြည့်လိုက်ပြီးမယ်ဘာမှမတွေ့ပါဘူး
မြန်ပြန်ကြစို့ဒီလေးဝက်ချက်ကိုတို့အမေဖို့မြင်တော့တော့ तू သိရင်တို့တွေသိနိုင်တဲ့ငါမြေ စကားဆုံးတာနဲ့သူတို့မြေအဖိုးနောက်လှည့်မကြည့်ပဲရွာကိုအမြန်ပြန်ပြေးခဲ့ပါတော့တယ်စိုင်းပန်ကတော့အလောင်းကိုမြေဖို့နေရင်သူ့ရင်ထဲမှာစိုးရင်စိတ်တွေနဲ့ဘလောင်ဆူနေခဲ့တယ်ဗျသူ့ကိုချောင်းကြည့်နေတဲ့သူတွေရှိတယ်လို့သူခံစားမိနေပါတယ်ဒါကြောင့်မြေကြီးကိုပြီးအောင်မဖို့တော့ပဲပေါတူကိုပစ်ပြီးအိမ်ပြန်ပြေးတော့တယ်ဗျအဟိုရွာသားတွေကိုပြောပြလိုက်ကြမယ်ဗျာနော် မပြောနဲ့ငါမြေဒီကိစ္စကိုရင်ထဲမှာပဲသေးတဲ့အထိတိတ်ထားလိုက်တော့စိုက်ပန်ကတော်ရုံလူမဟုတ်ဘူး तू မကြည့်နိုင်ရင်တို့မြေဖို့အသက်အနေရစိုးရင်ရတယ်ကွမသိတယ်လို့နေလိုက်တာပိုးကောင်းမယ် နောက်3ရက်အကြာမှာတော့ဆိုင်းလွမ်းကချက်ပြုတ်ပြင်ဆင်ပြီးမိုင်းမိုင်စီကိုတွားခဲ့ပါတယ်မိုင်းမိုင်ရဲ့မြေပုံနောက်ကိုရောက်တော့သူလန့်သွားခဲ့တယ်ဗျမြေပုံကတူးဖော်ခံထားရတယ်လို့မျိုးခြေရလက်ရပြက်နေခဲ့ပါတယ်ဆိုတော့ဆိုင်းလွမ်းလဲရွာကိုအပြေးပြန်ခဲ့ပြီးရွာသူရွာသားတွေကိုအကြောင်းစုံပြောပြလိုက်တယ်ဗျ ကျုပ်တို့အသေးချာမြေမြုပ်ခဲ့ကြတာပဲလေဟုတ်တယ်မလား ဟုတ်တယ်လေကျတို့တစ်ဖွဲ့လုံးအသေးချာမြေဖို့ခဲ့ကြတာပဲအဲ့လိုခြေရလက်ရပြက်စရာအကြောင်းကိုမရှိဘူးဒါဆိုကျုပ်မိမရဲ့အလောင်းကိုဘယ်သူမှမကောင်းချင်ပြီးတော့ပြန်တူးတာလဲကျုပ်လည်းမခံနိုင်ဘူး ထူးဆန်းလိုက်တာဒါနဲ့မြေဖို့ပြီးတဲ့နောက်ပိုင်းအဲ့နေရာကိုဘယ်သူပြန်သွားခဲ့သေးလဲ အာအဲ့ဒီနေ့တော့ကတော့အဖိုးထွန်းတို့မြေဖို့စေးတံကြမ်းခဲ့လို့ပြန်ယူသေးတယ် ဒါဆိုအဲ့ဒီမြေဖို့ကိုခုချက်ချင်းသွားခေါ်ခဲ့စမ်း ရွာသားတစ်ယောက်ကအဖိုးထွန်းတို့မြေအဖိုးကိုအမြန်ခေါ်ခဲ့လိုက်ပါတယ်မြေအဖိုးနှစ်ယောက်လုံးရဲ့မျက်နှာတွေကမตาမယာဖြစ်နေခဲ့တယ်ဗျ ကျုပ်တို့မြေဖို့ဘာမှမလုပ်ရပါဘူးကျုပ်မေးကြံခဲ့တဲ့စေးတံကိုပြန်ယူရုံပဲကျုပ်ချိန်ရဲတယ် မလိမ့်မဲ့ခမရတို့နှစ်ယောက်ပဲအလောင်းစီကိုပြန်သွားကြတာလေအကြံအစီတစ်ခုခုရှိရမယ် ကောင်းကောင်းမေးနေတော့ဝန်ခံစမ်းပါခဏနေကြပါဦးမင်းတို့အဖြစ်မှန်ကိုသိချင်ကျုပ်ပြောပြမယ်ဒါပေမဲ့ကျုပ်မပြောခင်စိုင်းပန်ကိုအရင်ဖတ်ချုပ်ပေးပါ ဒီအဖိုးကြီးဘာလို့ပြောနေရလဲခမရအပြစ်တွေကိုကျုပ်ဘောပုံချမလို့လား မိုင်းမိုင်ကိုမြုပ်နှံပြီးမကြောက်ဘူးစိုင်းပန်ကိုယ်တိုင်ပဲသူ့လက်နဲ့အလောင်းကိုဖော်ခဲ့တယ်နောက်ပြီးအလောင်းကိုမဖွင့်မရပြုတ်ကျင်ခဲ့တယ် အဖိုးထွန်းရဲ့ရှင်းပြတဲ့အတန်းကတအိမ်လုံးပက်တင်ထက်နေခဲ့ပါတယ်အဖိုးထွန်းရဲ့စကားကြောင့်တချို့ကချက်ချင်းမျက်နှာအမှုအရာပြောင်းလဲကုန်နေဗျ အဖိုးကြီးဘာတွေလီဆယ်ပြောနေရလဲကျုပ်လိုလူကအဲ့လိုလုပ်เสียလားခင်ဗျယူနေပြီလား ရွာသားတွေကစိုင်းပန်ကိုအမှန်အတိုင်းဝန်ခံမှုဖိအားပေးကြပေမဲ့စိုင်းပန်ကတော့ယတိပြတ်ငြင်းနေခဲ့တယ်ဗျနောက်ဆုံးတော့ရွာသားကြီးကဒီကိစ္စကိုခိတ္တခဏစိုင်းငံ့ထားဖို့ဆုံးဖြတ်လိုက်ပါတယ်စိုင်းပန်ကိုအပြစ်ပေးဖို့ခိုင်လုံတိကျတဲ့တပ်တွေရှာမတွေ့သေးပေမဲ့ရွာသားတွေကတော့စိုင်းပန်ကိုယွန်ရှာမုန်းတီးကုန်ကြတယ်ဗျ ဒီအဖြစ်ပြက်တွေဖြစ်ပြီးရက်အနှဲငယ်လောက်မှာစိုင်းပန်ကအိမ်ရှိမှထိုင်ပြီးသူ့တနတ်ပြောင်းကိုတန်းရှင်းလုပ်နေခဲ့ပါတယ်ခဏနေတော့လင်းနူအေးအေးလေးနဲ့အတူညင်ညင်သားသားလမ်းလျှောက်လာတဲ့မိန်းကလေးတစ်ယောက်ကိုလှမ်းမြင်လိုက်သည်ဗျမိန်းကလေးကသူ့စီကိုဥတီပြီးရှောက်လာနေခဲ့ပါတယ်ဟမ်မိုင်းမိုင်ပါလားမဖြစ်နိုင်ပါဘူးမိုင်းမိုင်ကတေးသွားပြီလေစိုင်းပန်ထပြီးမှကြံတော့ရှိသေးတယ်မိုင်းမိုင်ကသူ့အရှိမပိတ်ရက်လိုက်ပြီးသူမရဲ့ခေါင်းဝင်စားကိုတဖြည်းဖြည်းဆွဲလှန်နေပါတယ်ခဲကိုကျမတို့ချစ်ကြရအောင်နော် ဟင်ခင်မလေးမင်းတေးသွားပြီမဟုတ်လားကျုပ်မင်းနဲ့ချစ်တင်မနှောနိုင်ပါဘူး ခဲကိုကကျမရဲ့ရုပ်လောင်းတဲ့စစ်တင်းနှောခဲ့တာပဲမဟုတ်လားမူးမနေနဲ့ကျမတို့စစ်တင်းနှောကြမယ်လေခဲကိုရဲ့ စိုင်းပန်မျက်နှာလွှဲဖို့ကြိုးစားပေမဲ့မိုင်းမိုင်ကသူ့မျက်နှာမူတဲ့ရှေ့ကိုပဲထပ်ပြီးပိတ်ရက်ထားပြန်ပါတယ်သူနဲ့အကြည့်ချင်းမဆုံဆုံအောင်မိုင်းမိုင်ကတမင်လုံနေခဲ့တယ်ဗျ ခဲကိုရဲ့မျက်နှာမလွဲချင်ပါနဲ့ကျမကရှင်ရဲ့စံနာတွေကိုဖြည့်ပေးဖို့ရောက်နေပြီလေရှင်ဒီအခွေကြီးကိုစောင့်နေရကြာလာပြီမို့လားအချိန်မဆွဲစမ်းပါနဲ့ကျမနဲ့ချစ်တင်းနှောဖို့လာပါနော်
ခင်မလေးရဲ့အဲ့ဒီကအဖြစ်ပြက်တော့ကျုပ်တောင်းပန်ပါတယ်ကျုပ်မရည်ရွယ်ခဲ့ပါဘူးအဲ့တော့ကျုပ်စိတ်ထဲအမောင်တွေဖုံးလှမ်းနေလို့စိတ်ကိုမထိန်ချုပ်ခဲ့ဘူးကျုပ်ကျင်ရဲပါတယ်ဒီလိုအမှားမျိုးထပ်မမှားစီအောင်မိုင်းကအသက်မပါတဲ့အပြုံးနဲ့ပြုံးလိုက်ပြီးခြေတော်တစ်ဖက်ကိုကားကစိုင်းပန်ရဲ့ဘေးနေရန်ကိုကမ်းထလိုက်ပါတယ်သူမရဲ့ပေါင်တိုင်ကိုပုတ်တက်ပြီးစိုင်းပန်ကိုမြူဆွဲဖို့ကြိုးစားနေခဲ့တယ်ဗျခဲဦးရဲ့ကျေးဇူးပြုပြီးအချိန်ဆွဲမနေပါနဲ့တော့ကျမစိတ်တွေမခိုင်တော့ဘူးရှင်ကျမဒီနေရာမှာအဆင်သင့်ဖြစ်နေပြီကျမနဲ့ချစ်တင်းတော့ပါတော့ရှင်စကားဆုံးတာနဲ့မိုင်းကကြောက်ရှာကောင်းတဲ့အလောင်းကောင်အဖြစ်အသွင်ပြောင်းသွားလို့စိုင်းပန်လန့်သွားခဲ့ပါတယ်အလောင်းကနေအဖြူအောင်နဲ့ညိုညစ်နေတဲ့အရေးတချို့စီးကြနေခဲ့တယ်ဗျပုတ်အနက်နေကြောင်းစိုင်းပန်အသက်တောင်မရှူရဲတော့ပဲမိုင်းရဲ့မျက်နှာကိုမော့ကြည့်လိုက်ပါတယ်အင်မတန်ချုံမလှပတဲ့မျက်နှာကနေသွေးတန်တရဲရဲနဲ့ပုတ်ပွားနေတဲ့မျက်နှာအဖြစ်ပြောင်းလဲသွားခဲ့တယ်ဗျမသိရင်တလားလောက်ပုတ်ပွားနေတဲ့လူတွေခေါင်းကြီးလိုပါပဲခဲဦးရေကျမနဲ့ချစ်တင်းတော့ပါလားရှင်စိုင်းပန်ကမိုင်းကိုကြည့်ရင်ကြောက်လွန်းလို့သတိလစ်မတက်ဖြစ်နေခဲ့ပါပြီအဲ့အချိန်မှာမိုင်းရဲ့ခေါင်းဝင်ချားကနေပုတ်အပ်နန်းစောနေတဲ့ဦးတခွေထွက်ကြလာခဲ့ပါတယ်ခဲဦးရေရှင်ကျမကိုပိုက်ဆိုင်ခြင်းနဲ့မဟုတ်ဘူးလားကျမဒီမှာရှိနေပြီလေလာစမ်းပါလာခဲ့ရှင်စိတ်တည်းရှိတဲ့အတိုင်းဖွင့်ချလိုက်ပါတော့မိုင်းကတဖြည်းဖြည်းအနာတူးကပ်လာပြီးစိုင်းပန်ရဲ့မေးပြားကိုလက်နဲ့ထိတွေ့ဖို့ကြိုးစားနေခဲ့ပါတယ်ခင်မလေးကျုံနာတိုးမလားနဲ့ထွက်သွားအဝေးဆုံးထွက်သွားစိုင်းပန်လဲမိုင်းရဲ့မျက်နှာကိုတနက်နဲ့ချိန်ပြီးမပြစ်ခင်မှာမျက်စိစုံမိတ်ထားလိုက်ပါတယ်တနတ်တန်ကြောင့်စိုက်ပန်လက်နိုးလာပြီးအိတ်ရှိမှာတနတ်ချင်းရင်အိပ်ပျော်နေတဲ့သူ့ကိုယ်သူမယုံနိုင်အောင်ဖြစ်နေမိခဲ့တယ်ဗျအမလေးတော်ရှင်ကျမကိုပြစ်မလို့လားဇနီးရဲ့အော်တန်ကြောင့်စိုက်ပန်ကသူ့လက်ထက်ကတနတ်ကိုအလန့်တကြားလှုပ်ချလိုက်ပါတယ်မဟုတ်ရပါဘူးကွာငါအိပ်ပျော်သွားလားငါဘာလို့မိမှန်းတော့မသိတော့ဘူးသူ့ဇနီးကတော့သူ့ကိုမတင်ကားတဲ့အကြည့်နဲ့စိုက်ကြည့်နေသေးပါပဲစိုင်းပန်ကတော့နှလုံးပေါက်ထွက်မှတ်တက်တုံ့လှုပ်နေတုံးပဲဗျသူ့မျက်လုံးနဲ့မိုင်းရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုမြင်ရောင်နေမိပါတယ်တနေ့တော့စိုင်းပန်ပလိုင်းလွယ်ပြီးခြံနဲ့သွားနေခဲ့တယ်ဗျအဲ့ဒီမှာရာသီဥတုကအုံမှိုင်းနေပြီးလေပြင်းလဲတိုက်ခတ်နေခဲ့ပါတယ်ခဏနေတော့သူနဲ့မလှမ်းမကမ်းမှရက်နေတဲ့မိန်းကလေးတယောက်ကိုတွေးလိုက်ရတယ်ဗျမိန်းကလေးကသူ့ကိုလက်ရက်ပြီးလှမ်းခေါ်နေပါတယ်စိုင်းပန်ရဲ့မွေးရပါဗီဇကဇာတိပြတာကြောင့်မင်းမျိုးလေးခေါ်ရနောက်ကိုလိုက်သွားမိခဲ့တယ်ဗျမိန်းကလေးကအနိနာရွာကနေမျက်စိလဲလမ်းမှားပြီးတောထဲရောက်နေတယ်လို့သူရိုးရိုးလေးပဲတွေးလိုက်မိပါတယ်သူမအုပ်ဆောင်တဲ့နောက်လိုက်သွားရင်သူမကရုတ်တရက်ပျောက်သွားခဲ့တယ်စိုင်းပန်ကဘယ်ညာလှန့်ကြည့်ရင်ကြောင်တောင်နဲ့ရက်နေမိပါတယ်တကယ်တော့သူ့ကိုခေါ်လာတဲ့မိန်းကလေးကသူ့ရဲ့ခင်မလေးမိုင်းဖြစ်နေခဲ့တယ်ဗျအမလေးမိုင်းမင်းငါနာကတ်မလားနဲ့ငါတောင်းပါပါလေကြောက်ရှာကောင်းလုံးနဲ့ရုပ်နဲ့မိုင်းကသူ့အပေါ်ကိုချက်ချင်းခုံးတက်လိုက်ပါတယ်ရှင်အရန်တောင်းတနေကြတာမလားလာစမ်းပါစိတ်တိုင်းကြစီးမျောစမ်းပါရှင်စိုင်းပန်ရဲ့စူးစူးဝါးဝါအော်ဟစ်တန်ကတော်တဲ့ဆူညံသွားခဲ့ပေမဲ့လူသူဝေးတဲ့နေရာမို့သူ့အတန်ကိုဘယ်သူမှမကြားနိုင်ကြပါဘူးမနက်မိုးလင်းတော့စိုင်းပန်ရဲ့ဇနီးကခြံနဲ့သွားပြီးပြန်မရောက်လာတဲ့စိုင်းပန်ကိုစိတ်ပူလာခဲ့ပါတယ်ဒါကြောင့်ရွာသားတွေနဲ့တိုင်ပင်ပြီးစိုင်းပန်ကိုထွက်ရှာခဲ့ကြတယ်ဗျတော်တဲ့ရောက်တော့တစ်ပင်းတစ်ပင်းရဲ့အောက်မှာအသက်မှန်နေတဲ့စိုင်းပန်ရဲ့အလောင်းကိုတွေ့ရှိခဲ့ကြပါတယ်အချင်းကတညပဲကြာသွားပေမဲ့စိုင်းပန်ရဲ့ရုပ်အလောင်းကပုတ်ပွားရည်ရွယ်နေပါပြီမျက်လုံးတွေပြူးထွက်နေပြီး
ရှာထွက်ကြနေတဲ့ရုပ်ကိုကြည့်ပြီးကြောက်လန့်စရာတစ်ခုကိုကြုံရပြီးမှတေးတော့တာလို့ရွာသားတွေကကောက်ချက်ချလိုက်ကြပါတယ်။အဲ့ဒီကစပြီးရွာသားတွေကအဖိုးထွန်းတို့မြေအဖူရဲ့စကားကိုပိုးပြီးယုံကြည်သွားခဲ့တယ်ဗျ။စိုင်းပန်ကခင်မရဲ့အလောင်းကိုမဖွဲမရလောက်ခဲ့လို့အသေးစိုးနဲ့တေးသွားတယ်ဆိုတဲ့သတင်းကဟိုးလေးတကြောကြောဖြစ်သွားပြန်ပါတယ်။ဒါကြောင့်တေဆုံးသူရဲ့ဝိညာဉ်ကိုပြည့်ရပြုတာဒါမှမဟုတ်မဖွဲမရလုံးမိတာတို့ဆိုတာဘယ်သူမှမသိပေမဲ့တနေ့ကျရင်အဲ့ဒီအာကုသူကအရေးဆိုးကြီးတစ်ခုလိုထက်ကြမကွာလိုက်ပြီးစိုင်းပန်လိုအဖြစ်ဆိုးနဲ့အဆုံးသတ်ရမယ်ဆိုပြီးရွာသားတွေကနောက်လာနောက်သားတွေကိုစိုးဆုံးမှကြပါတော့တယ်။ဟုတ်ကဲ့ဇာလန်လေးကောဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo class နဲ့ Master class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာ။မိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော်။ Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo class 2သိန်းကျပ် Master class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။သင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအချင်းအခုပဲအဲ့လိုရပါပြီခင်ဗျာ။